ရှေးရှေးတုန်းကတော့မဟုတ်ပါဘူးအခုလက်ရှိဒီဘက်ခေတ်ထဲမှာတီတီနဲ့ခစ်ခစ်ဆိုတဲ့ညီမနှစ်ယောက်ရှိတဲ့တီတီက15နှစ်ခစ်ခစ်က12နှစ်ပေါ့သူတို့ဟာမတိမ်မယိမ်ညစ်အမအရင်တွေပေါ့သူတို့ဟာတိမ်ထဲမှာအတူနေကြပေမဲ့တယောက်နဲ့တယောက်စကားပြောတိုင်းအမြဲနိုင်ယူဖို့စူးစမ်းကြတယ်ဖုန်းကိန်းထဲမှာပဲအချိန်ကုန်နေကြပြီးအိမ်လုပ်တွေကိုလည်းလစ်လူရှုထားကြတာပေါ့ ခစ်ညီ game ဆော့တာညက်လိုက်တာငါ့ကိုပဲကြည့်ထားစမ်းပါမမကသာလူကြီးဖြစ်ပြီးအလျှော့မပေးတာအမြဲငါတကောကောနေတာပဲ အဲ့ဒီလိုနဲ့တနေ့မှာတော့ထူးဆန်းတဲ့အလင်းတန်းတစ်ခုဟာသူတို့ဖုန်းထဲကနေထွက်ပေါ်လာပြီးညီမနှစ်ယောက်လုံးကိုမှော်တော့အုပ်ကြီးတဲ့ဆွဲခေါ်သွားပါတော့တယ်အဲ့ဒီတော့အုပ်ထဲမှာသူတို့ဖုန်းတွေလည်းမရှိတော့ဘူးတခုတည်းသောထွက်ပေါက်ကတော့တောအုပ်ရဲ့အဆုံးမှာရှိတဲ့စီလုံးချင်းတကားပါပဲဒါပေမဲ့အဲ့ဒီတကားစီရောက်ဖို့လမ်းမှာကြီးမားတဲ့ကြောက်တုံးကြီးတွေကိုဖယ်ရှားရမယ်မြစ်ကိုဖျက်ရမယ်တယောက်တည်းလုပ်ရင်ဘလို့မှမအောင်မြင်နိုင်တဲ့အလုပ်တွေပေါ့အစပိုင်းမှာတော့တီတီကလည်းသူ့ဘာသာလုပ်မယ်ခစ်ခစ်ကလည်းသူ့ဘာသာလုပ်မယ်နဲ့အချိန်တွေကုန်နေတာပေါ့ငါကအမပဲငါပဲရန်လုံးမယ်မရဘူးသမီးကပို့တွက်တာသမီးပဲလုံးမယ် ညမိုးချုပ်လာတဲ့အထိသူတို့ဘာမှမလုပ်နိုင်ခဲ့ကြဘူးအဲ့ဒီအချိန်မှာတောအုပ်ထဲကတရိษံလေးတွေကပြောပြလိုက်ပါတယ်မင်းတို့နှစ်ယောက်တယောက်ကိုတယောက်အနိုင်ယူနေသေး၍တော့ဒီတောတွေကဘယ်တော့မှထွက်နိုင်မှာမဟုတ်ဘူးတဲ့ မင်းတို့နှစ်ယောက်တယောက်ကိုတယောက်အနိုင်ယူနေသေးတော့ဒီတော့တဲကဘယ်တော့မှထွက်နိုင်မှာမဟုတ်ဘူးကွာ နောက်ဆုံးမှာတော့တီတီနဲ့ခစ်ခစ်တို့လက်ချင်းချိတ်လိုက်ကြပါတယ်တီတီကအားဆိုင်ပြီးကြောက်တုံးကိုတွန်းတယ်ခစ်ခစ်ကလမ်းကြောင်းပြတယ်တယောက်ကိုတယောက်အနိုင်ယူမဲ့အစားအပြန်အလှန်ကူညီလိုက်ကြတဲ့အခါခက်ခဲတဲ့လမ်းခရီးဟာခဏလေးနဲ့ပြီးဆုံးသွားပါတော့တယ်သူတို့အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့တီတီနဲ့ခစ်ခစ်တို့ဟာအရင်လိုမဟုတ်တော့ပါဘူးတယောက်နဲ့တယောက်စကားအရာမှာအနိုင်ယူမဲ့အစားချိုချိုသာသာပြောဆိုတက်လာကြတယ်ဂိမ်းကိုပဲအချိန်မပေးတော့ပဲမိမိကိုအိမ်လုပ်တွေတက်တက်ကြွကြွကူညီပေးကြတဲ့လိမ္မာတဲ့သမီးလေးတွေဖြစ်သွားကြပါတော့တယ်ကွယ်